လုံးရလည်းမသိဘူး red ကားနဲ့ခုံပြတ်လိုက်တဲ့ခုံရှောင်လိုက်တဲ့ နဲ့ လာတော့ဂျေးစ်ဘုံကွက်ဒီ တကွက်ပြသွားပြီနော်ကောမဲကြံနေအောင်မယ် terror ရှိနေတဲ့ဘက်မှာအီချီတန်တော့ကန်တာတယ် not so good gamer ဟုတ်တယ်ပြတော့ပြီးသွားပြီရဲ့ ထူးမနေဘူး not so good gamer ဒီလုံးပြတော့ပေးတာ terror နဲ့ rotation တစ်ခုတော့ဖန်တီမှာဖန်တီဖို့ကြိုးစားနေတယ်ဘေးကနေပတ်ပြီးပြတ်ခတ်သွားမလား not so good gamer တော့ကြံနေအောင်မယ်တယောက်ကတော့ခံထားတယ်ဆိုတော့ဘေးမှာလည်း position flat တော့လှမ်းနေရပဲလုံးရလည်းမသိဘူး red ကားနဲ့ခုံပြတ်လိုက်တဲ့ခုံရှောင်လိုက်တဲ့လာတော့ဂျေးစ်ဘုံကွက်ဒီ တကွက်ပြသွားပြီနော် နေ့ကျတယ်ခုံပြီးတော့နေ့ကျတယ် Sammy Wan အိမ်သာပေးနေတော့ cosby နောက်ဆုံး healing တွေပြုလုပ်ထားတဲ့နေတလုံး ဒီချက်သေးလာတဲ့ပေါ်ကနေ cosby တော့ခံထားလိုက်ရတယ်အဲတော့မှအချိန်တွေကကောင်းတယ်တော့မဟုတ်ဘူးနော်သွေးတစ်စက်နဲ့သူပြန်တော့ဝင်တော်ဒီရဲ့ကာဗာတော့ရရှိသွားခဲ့ပြီဗျာတယောက်ကိုပြန်တော့ Healy တန်ကြီး 1v1 မှာတော့ not so good gamer တော့ဆိုမဲ့ terror esports ဒီလုံးကိုပြတ်ချပေးလိုက်ပြီဗျာပြောမယ်အန်နိုနစ်ဖိုက်တာရဆန်ဝိုင်းသူ့လူတွေတော့